အားလုံးပဲမင်္ဂလာပါကျွန်တော်ဆိုလို့ရှိရင် truck ကားပေါက်ကား10ပေ12ပေ14ပေ16ပေတန်းဝဲ2တန်း3တန်းကားများကိုရောင်းဝယ်ပြုလုပ်မယ်လမ်းမျိုး truck ကားစီ page ကိုတည်ထောင်လာတဲ့ founder လမ်းမျိုးပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ page ကနေပြီးတော့ကျွန်တော်ရဲ့ truck ကားများကိုရောင်းဝယ်ပြုလုပ်မှာဖြစ်တယ်လို့လူကြီးမင်းတို့ရောင်းချလို့တဲ့ truck ကားများ box ကားများကိုလည်းကျွန်တော်ရဲ့ page မှာပေါ်ပြထားတဲ့ဖုန်းနံပါတ်များကိုမနက်9နာရီကနေညနေ9နာရီအတွင်းဆက်သွယ်ပြီးတော့လူကြီးမင်းတို့မေးမြန်းစုံစမ်းနိုင်ပါတယ်ကျွန်တော်ရဲ့ page ကနေပြီးတော့လူကြီးမင်းတို့အတွက် truck ကားဝယ်ယူမယ်လုပ်ငန်းသုံးကားဝယ်ယူမယ်ဆိုလို့ရှိရင်အကျိုးရှိစေမယ်အချက်ဒုတိယအချက်ကိုကျွန်တော် sharing ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်တို့ကပထမအချက်အနေဖြင့်ကျွန်တော်တို့သုံးမဲ့ budget ကိုစဉ်းစားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လို truck ကားမျိုးကိုအသုံးပြုတင်တယ်ဘယ်လို truck ကားမျိုးနဲ့မိမိသုံးမဲ့ကုန်ပစ္စည်းနဲ့မိမိတည်ယူမဲ့ကုန်ပစ္စည်းနဲ့တင်မယ်ဆိုတဲ့အချက်ကိုလည်းစဉ်းစားရမှာဖြစ်ပါတယ်မိမိတည်ယူမဲ့ကုန်ပစ္စည်းကဘယ်လိုကုန်ပစ္စည်းမျိုးလဲမိမိတို့တည်ယူမဲ့ကုန်ပစ္စည်းရဲ့ဝင်အားဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တို့ truck ကားဝယ်ယူပေးမဲ့သူတွေကိုကျွန်တော်တို့ကဆွေးနွေးတိုင်ပင်နိုင်ပါတယ်အလားတူပဲကျွန်တော်ရဲ့ page ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့လည်းလူကြီးမင်းတို့သိရှိလို့တဲ့အချက်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ကျွန်တော်တို့ကဥပဒေပထမအနေဖြင့်ကျွန်တော်တို့ကလူအနှဲငယ်နဲ့အိမ်ကကုန်ပစ္စည်းများအချို့ကတည်ယူမယ်မိမိဆိုင်ရာကုန်ပစ္စည်းအချို့ကတည်ယူမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဘယ်လိုကားမျိုးကိုတည်ယူရမလဲဒါမှမဟုတ်ရင်ကျွန်တော်တို့ရဲ့ကုန်ပစ္စည်းတွေကအင်မတန်မှဝေကြီးတယ်ကျွန်တော်တို့ကလုံးဝကုန်ပစ္စည်းစစ်တွေကိုဒါတည်ယူမယ်ဆိုရင်ဘယ်လိုကားမျိုးကိုဝယ်ယူတင်လဲဆိုတဲ့အချက်ကိုလူကြီးမင်းတို့အနေဖြင့်ဆုံးဖြတ်ပြီးတော့ကျွန်တော်ရဲ့ page ကဖုန်းနံပါတ်ကိုဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ကျွန်တော်နဲ့တိုင်ပင်ပြီးလူကြီးမင်းတို့ဆုံးဖြတ်ဖို့လိုအပ်ပါဒါကျွန်တော်တို့က truck ကားနဲ့လုပ်ငန်းလုံးကဝယ်ယူမယ်ဆိုရင်ဒုတိယအနေဖြင့်မဖြစ်မနေစဉ်းစားရမယ်အချက်အလက်ဖြစ်ပါတယ်အဲ့ဒီအချက်အလက်ကလူကြီးမင်းတို့ truck ကားဝယ်ယူရနေရအင်မတန်မှအထောက်အကူပြုမှာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့သုံးမဲ့ကုန်ပစ္စည်းကပေါ်ပါတွေဖြစ်နေမယ်ဒါပေမဲ့ကျွန်တော်တို့ဝယ်ယူလိုက်တဲ့ကားတွေက engine power ကြီးနေမယ်အောက်ပိုင်းအကြီးတွေဖြစ်နေမယ်ဆိုရင်ကျွန်တော်တို့မလိုလားအပ်တဲ့ဆုံးရှုံးမှုတွေရှိပါတယ်ကျွန်တော်တို့ကားတစ်စီးရွေရှားပြီဆိုလို့ရှိရင်သူ့မှာကုန်ကျစရိတ်တွေရှိပါတယ်ဒီကုန်ကျစရိတ်ကမိမိသုံးမဲ့ကုန်ပစ္စည်းနဲ့အစမတန်များနေမယ်ဆိုလို့ရှိရင်မိမိလုပ်ငန်းမှာဆုံးရှုံးမှုဖြစ်လာနိုင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဒုတိယအချက်အနေဖြင့်မဖြစ်မနေစဉ်းစားရမယ်အချက်ကကျွန်တော်တို့သုံးမဲ့ကုန်ပစ္စည်းကျွန်တော်တို့ဒီကားမှာတည်ယူမဲ့ကုန်ပစ္စည်းဒီကုန်ပစ္စည်းကဘယ်လိုကုန်ပစ္စည်းမျိုးလဲဆိုတော့တိတက်နားလည်တဲ့လူတွေနဲ့ဆွေးနွေးတိုင်ပင်တင်ပြီးတော့ဘယ်လိုကားများကိုဝယ်ယူရမယ်ဆိုတော့ဆွေးနွေးတိုင်ပင်ပြီးတော့ဆုံးဖြတ်တင်ပါတယ်အားလုံးပဲမင်္ဂလာပါ